ထိုလူသည်ကြက်ဥခွင့်ကိုအပေါက်သေးသေးလေးဖီလောင်ဂီယူတစ်ဆိုင်ဖောက်ပြီးအနက်အချို့ကိုထုတ်လိုက်သည်ထို့နောက်ကြက်ဥတဲ့သူစားတိုးလေးတစ်ဆောင်လူ့ဘွားထည့်သွင်းကအပေါက်ကိုကော်ဖရင့်ပြန်ပိတ်ပြီးပုံမှန်တိုင်းဖြစ်သွားအောင်ဆေးပြန်တုပ်လိုက်သည်အားလုံးအစဉ်သင်ဖြစ်သောအခါသူသည်ပြစ်မှတ်ကိုစောင့်နေလေသည်ရုတ်တရက်တစုံတရာကသူ့နောက်ကိုလိုက်နေတယ်လို့ခန်းစားလိုက်ရသည်သူသည်သတင်းစာဖတ်ချင်အောင်ဆောင်ကအကဲခတ်ကြည့်လိုက်ရာအေဂျင့်နှစ်ဦးကသူ့ကိုစောင့်ကြည့်နေသည်ကိုသတိပြုမိသွားသည်သူတို့လက်ထက်ကမလွတ်မြောက်နိုင်ပါကသူ့အစီအစဉ်ပျက်စီးသွားနိုင်သည်ကိုသူသိလိုက်သည်ထိုအချိန်တွင်လူအုပ်ကြီးတစ်ခုဖြတ်တန်းသွားရာသူသည်မျက်မှန်ကိုအမြန်ချွတ်လိုက်ပြီးလူအုပ်ထဲသို့ရောနှောဝင်ရောက်သွားသည်အေဂျင့်များကလူတစ်ယောက်ကိုဖမ်းဆီးလိုက်တော့လေသူမဟုတ်ပဲတခြားလူမှားဖမ်းမိသွားခြင်းဖြစ်သည်အေဂျင့်များကိုမျက်ခြေဖြတ်ပြီးနောက်ထိုလူသည်မူလနေရာသို့ပြန်လာခဲ့သည်ထောင်ထဲသို့အစားအသောက်သွားပို့မိအမျိုးသမီးတဦးကိုတွေ့တော့အခါသူမအနီးသို့ချဉ်ကပ်သွားသည်ထိုအမျိုးသမီးမှာအံ့အားသင့်သွားတော့လေသူကသူမ၏ခင်ပွန်းအခမ်းမ90တွင်အချင်းချနီသူ၏တငယ်ချင်းဖြစ်ကြောင်းနဲ့သူမခင်ပွန်းကိုကယ်ထုတ်ရန်စီစဉ်နေကြောင်းတိုးတိုးလေးပြောပြလိုက်သည်သူကကြက်ဥကိုထောင်ထဲသို့ယူသွားပြီးရန်တောင်းဆိုတော့လေသူမကကျမယောက်ျားကကြက်ဥမစားဘူးရှင်ဟုညင်းဆိုသည်သို့တော့ထိုလူကကြက်ဥသာထောင်ထဲရောက်သွားလျင်သူမခင်ပွန်းကိုကယ်တင်နိုင်မည်သူကြောင့်အတင်းအကျပ်တိုက်တွန်းသည်ဖြင့်အမျိုးသမီးလည်းတေချာနားမလည်တော့လေကြက်ဥကိုယူသွားပေးခဲ့သည်သူမ၏ခင်ပွန်းဂျက်သည်ကြက်ဥကိုမြင်သောအခါအလွန်ဒေါသထွက်သွားသည်သူ့ဇနီးကဘာကြောင့်ဒါကိုထည့်ပေးလိုက်တာလဲဆိုတာသူနားမလည်နိုင်ဖြစ်နေသည်သို့တော့ဂျက်၏ထက်မြက်သောအသီးစိတ်ကတခုခုတော့မားနေသည်ဟုသတိပေးလိုက်သည်သူကကြက်ဥကြိုက်သည်ဟုဟန်ဆောင်ပြောဆိုကဂယုတစ်ဆိုင်ခွာကြည့်လိုက်သောအခါအတွင်း၌တီနေရာတိအောင်နေရန်ကိုခောက်ပါဆိုသည့်စာတိုလေးကိုတွေ့လိုက်ရသည်ဂျက်သည်သူ့အဖွဲ့သားများသူ့ကိုကယ်ထုတ်ရန်စ조사နေပြီဆိုသည်ကိုချက်ချင်းသဘောပေါက်လိုက်သည်အနီးနားရှိလူတစ်ယောက်ကထိုစာကိုမြင်ပြီးဆက်ဆူချင်နေသဖြင့်ဂျက်သည်အစီအစဉ်ကိုဖုံးကွယ်ရန်စာနှင့်ကြက်ဥကိုပါချက်ချင်းဝါမျိုးလိုက်သည်အစောင့်မြတ်ချေပလက်ချိန်တွင်ဂျက်သည်သူ့ဖနက်ကိုအသုံးပြုကနေရန်ကိုစီးစစ်မှန်ချက်စတင်ခောက်လိသည်တစ်ဖက်တွင်လည်းသူ့အဖွဲ့သားများသည်မေလာပိုက်လိုင်းတွင်ကန်နေ၍နားချက်ကိုအသုံးပြု၍အတန်ကိုနားဆွင့်နေကြသည်တနာရီခန့်အကြာတွင်သူတို့အတန်ကိုကြားလိုက်ရသည်နှစ်ဖက်စလုံးကမော့စကိုကိုအသုံးပြု၍ဒီနေရာကိုအတီးပြုလိုက်ကြသည်နေရာအတိအကျသိရတဲ့အဖွဲ့သားများသည်ထိုနေရာတွင်ရမ်းများတက်ဆင်ကဖြူးချိုကိုမိရှုလိုက်ကြသည်ကျဲလောင်ပါပောက်ကွဲတဲ့နှင့်အတူထောင်ခန်းနေရန်ကြီးပွင့်ထွက်သွားသည်ပောက်ကွဲတဲ့ကြောင့်အေဂျင့်များပြေးလာကြတော့လဲနောက်ကျသွားခဲ့ပြီသည်ဂျက်သည်ထိုအပေါက်ထဲသို့လွတ်မြောက်သွားခဲ့လေသည်